ခါနာပြီးတော့မှပေါ့နော်ဟိုဘက်ဒီဘက်လှည့်ပြီးတော့အိတ်လို့မရတဲ့အထိခံစားနေရတဲ့သူတွေရှိလာပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်သွားပေးပေါ့နော်ဒီခါနာပြီးတော့မှခါကြောညက်ပြီးတော့မှဟိုဘက်ဒီဘက်လှည့်လို့မရလှည့်ပြီးတော့အိတ်လို့မရတဲ့အထိပေါ့နော်ကြာလည်းမထိုင်နိုင်ပေါ့နော်ကြာလည်းမတက်မရိုက်နိုင်ဒီလိုမျိုးခံစားနေရတယ်ပြီးလို့ရှိရင်ဒီတပကွက်ထက်ဆိုလဲပူပြီးတော့မှစုပြီးတော့မှကြိုက်နေတယ်ပေါ့နော်ပေါင်ကြောတွေကြိုက်တယ်ပေါ့နော်ခြေသလုံးအကြောတွေကဆိုလဲကြိုက်ခဲနာကျင်းနေတယ်ခြေထောက်တွေကလည်းထုံနေကျင်နေပေါ့နော်လမ်းလဲကြာမလျှောက်ချင်ဘူးကြာမလျှောက်နိုင်ဘူးကြာလည်းမတက်မရနိုင်ဘူးပေါ့နော်ဒီလိုမျိုးခံစားနေရတယ်ဆိုရင်တော့9မိနစ်ဆေးလို့နာမည်ကြီးနေတဲ့ဒီတဘာဝအကြောပြေရွှေ့လာမဲ့အယိုးကြောလိမ့်စေးလေးကိုအမြန်လေးလိမ့်ပေးလိုက်ပါဒီလိမ့်စေးကလိမ့်ပြီးမိနစ်ပိုင်းအတွင်းမှာကိုတိတာတက်တာစီပြီးတော့မှသူ့ရဲ့ထူးခြားချက်ကလုံးဝပူတာဆက်တာနန်းတာမရှိဘူးပေါ့နော်စိတ်ဝင်မှုကအရန်ကောင်းတယ်လုံးဝမိနစ်ပိုင်းအတွင်းမှာကိုတိတာတက်တာတော့တွေ့ရမှာဖြစ်ပါတယ်ဒီခါနာခါကြောညက်တာကိုမကုတာပဲထားလို့ဆိုလို့ရှိရင်နောက်ဆက်တွဲပြဿနာတွေကဒီခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တာခြေထောက်တွေချစ်ချင်းဝတ်တွေအမြဲတမ်းကြိုက်ခင်နာခြင်းနေတာလမ်းမလျှောက်နိုင်တာကြွသားတွေအားနေတယ်လို့ခံစားရတာပေါ့နော်စီးဝမ်းမထိန်နိုင်တဲ့ဒီအဖြစ်တက်ပါတယ်ဒါကြောင့်မလို့ဒီခါနာပြီးခါကြောညက်ပြီးကြာထိုင်လဲမရကြာမတက်လဲမရက်နိုင်လမ်းလဲမလျှောက်နိုင်ပေါ့နော်ဟိုဘက်ဒီဘက်လှဲ့လို့အဲ့လိုခတ်တဲ့အထိဖြစ်နေတယ်ဆိုတော့ဒီလိမ့်စည်းလေးကိုအမြန်လေးလိမ့်ပေးဖို့ဖြိုးကအညွှတ်ပေးချင်ပါတယ်